ဒီတစ်ခါမှာတော့ alignment ဆိုတဲ့ဥစ္စာလေးရဲ့အားသာချက်ကလေးကိုပြပြပေးပါမယ်ဒီမှာ dynamic block တွေမှာ alignment ထည့်ထားတဲ့ block နဲ့မထည့်ထားတဲ့ block နဲ့ရှိရပေါ့နော်များတော့အပြင် window တွေမှာဆိုလို့ရှိရင်သိတာလိမ့်မယ်အဲ့မှာ window ပေါ့နော်ကိုယ့်ရဲ့ drawing မှာ window မှာ wall တွေအဆောင်တွေရှိတယ်အဲ့ဒီဆောင်တွေမှာကိုယ့်ရဲ့ window တွေကိုလိုက်ကပ်ပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင် alignment မပါတဲ့ block ကိုသုံးမယ်ဆိုလို့ရှိရင် copy တစ်ချက်ကိုပြီးသွားလို့ရှိရင်ကိုစောင်းချင်တဲ့ wall မှာတစ်ခါချပြီးသွားလို့ရှိရင်ဒီအဆောင်တိုင်းဖြစ်ဖို့အတွက် rotate ဆိုတာတစ်ခါထပ်ပြီးတော့လောက်ပေါ့နော်အဲ့လိုကြာမှာ3စင်4စင်ဟိုဖြစ်တယ်ပေါ့နော် copy တစ်ခါကူပြီးရင် copy ကူပြီးသွားလို့ရှိရင်ကိုချမယ့်နေမှာကလေးတစ်ခါချပြီးရင်အဲ့ကလေးချပြီးတော့ဒီဘောအဆောင်တိုင်းဖြစ်ဖို့အတွက် rotate လုပ်ဖို့အတွက်ကလေးတွေနှိပ်တော့အားလုံးပေါင်း3ချက်လောက်3-4ချက်လောက်လုပ်ကြတယ်ပေါ့နော်အဲ့တော့ကြတော့ drawing speed ကမတက်ဘူးပေါ့နော်အဲ့တော့ဒီ alignment ပါတယ် block လေးတွေကိုသုံးခြင်းအပြင်ဘယ်လိုကွာမလဲဆိုတော့တစ်ချက်ကြည့်ရမယ်ပေါ့နော်ဒီ alignment ပါတယ် block လေးကို copy တစ်ချက်ကိုခုအဲ့လိုရှင်ဒါလေးကိုဆက်လက်မှတ်ရင်ဒီမှာ alignment ထည့်ထားတဲ့ဟာလေးပေါ်လိုက်မယ်အဲ့ဟာလေးကိုဒီမှာအဲ့ဟာလေးမှာအနီလေးပေါ်လို့ရှင်ဒါလေးကိုကလေးထောက်ပြီးတော့မှတ်ပြီးတော့ကိုချခြင်းတဲ့ဘောအဆောင်လေးတွေမှာဘောအဆောင်လေးမှာ light ထည့်လို့ရှင်ဒီမှာသူ auto ဘောကနေပြီးတော့စောင့်ပြီးပါမယ်ကိုက rotate လှည့်စေရမလို့ဘူးပေါ့နော်အဲ့မှာလေတစ်ချက်အဆင်ပြောပြီးသားဖြစ်တော့သူကပို့ပြီးတော့မြန်ဆန်စေတယ်ပေါ့နော်လောက်ပို့ပြီးတော့တွင်ကျစေတယ်ပေါ့အဲဒါကြောင့်မို့ alignment ထည့်ထားတဲ့ block လေးတွေကသူ့ရဲ့အတတ်ချက်လေးကအဲ့လိုဖြစ်ပါတယ်အဲ့ဒီ dynamic block မှာ alignment ဥစ္စာလေးပါအောင်ဘယ်လိုထည့်ရမလဲဆိုတာဆက်ပြီးတော့လုပ်ကြည့်ကြမယ်အဲဆိုတော့ကိုထည့်မဲ့ block တွေကိုဝင် block တွေကိုကလေးနှစ်ချက်ခောက်ပြီးတော့ဝင်ပြီးသွားလို့ရှိရင်ဒီမှာဒီ action parameter မှာ parameter ဆိုတဲ့ဘက်လက်မှာရှိ parameter ဆိုတဲ့အုပ်စုလေးကိုသွားပြီးတော့ဒီမှာ alignment ဆိုတဲ့ဥစ္စာလေးရှိပါတယ်အဲ့ alignment လေးကို copy ကိုရင်ကိုကအောက်ဖက်က wall နဲ့ကတ်မှာအပေါ်က wall နဲ့ကတ်မှာလားရှိရပါတော့အောက်ဖက်က wall ရင်ကတ်မယ်ဆိုရင်ကျတော့ဒီဘက်ကိုသွားပြီးတော့ဒီဘက်ကိုကလေးလိုက်ပေါ့နော်အမှဒီဟာလေးပေါ်လာလိုက်မယ်သူ့ရဲ့ icon လေးပေါ်လာလိုက်မယ်အဲ့ဒါဆိုရင်ဘယ်လိုဖြစ်မလဲဆိုတာတစ်ချက်ကြည့်ရအောင် just block နဲ့စမ်းကြည့်ကြမယ်အဲ့ဆိုရင်ဒီဟာလေးကိုပြောင်းလိုက်မယ်ဒါပေမဲ့ block လေးပြောင်းလဲခါကျတော့ तू ကဒီမှာကျတော့ဒီပြောင်းလို့ရှိရင်ဒီအလေကောင်မလိုက်လာဘူးဆိုတာကသူကဒီဟာ parameter ပဲထည့်ထားတာပဲဒီ action တွေလိုက်ပြီးတော့မထည့်ထားဘူးအဲ့တော့ကျတော့ဒီဟာကိုအလေကောင်လေးလိုက်ပြောင်းဖို့အတွက် action လေးထပ်ပြီးတော့ထည့်အောင်ထည့်ဖို့အတွက်ဆိုလို့ရှိရင်ဒီမှာခုနတော့ဟိုဒီရင်တစ်ခါတော့လောက်ထားတဲ့ဒီအလေကောင်ကဥစ္စာလေးတွေမှာထည့်မယ်ပေါ့နော်ဟိုဘက်ဒီဘက်အညီမျှဖြစ်ပြီးတော့ဒီအလေကောင်ပဲကြံခဲ့အောင်အတွက်အလေကောင်မှာလိုက်ပြီးတော့ဖြစ်သွားအောင်အတွက်ဒီ action လေးမှာထပ်ပြီးတော့ပေါင်းထည့်မယ်ပေါ့အဲ့တော့ဒီ action ကိုကျတော့ဒီ action အတိုင်းပေးဖို့အတွက် action လေးကိုထပ်ပြီးတော့ခေါ်စရာမလိုဘူးသူလောက်ထားတဲ့ action လေးရှိတယ်အဲ့မှာထပ်ပေါင်းထည့်ဖို့ဆိုလို့ရှိရင်ဟိုထည့်မယ် action လေး select မှတ်ပြီး right click ထောက်ပြီးတော့ဒီမှာ action selection ဆိုတာရှိရယ် new selection set ခေါ်မလား new selection set ဆိုလို့ရှိရင်အစ်စ်ကနေပြန်ခေါ်မှာပေါ့နော်အဲ့လိုမဟုတ်ဘူးကွာရှိပြီးသားဟာကိုပဲ modify လုပ်မယ်ဆိုရင် modify ဆိုရင်ဒီမှာဒီအနီအောင်ပေါ့လေကိုပေးလိုက်ပေါ့နော်ဘယ်ကနေပဲဒီပေးမလဲဆိုတာပေးလိုက်ကလေးချလိုက်ချပြီးသွားရင်သူကကြတော့ဒီမှာအရင်တော့ကသူ select မှတ်ခဲ့တဲ့ဟာလေးကိုသူပြလိုက်မယ်အဲ့ဒါလေးပြပြီးတော့ကိုကဒါလေးကိုထပ်ပေါင်းထည့်ခြင်းနဲ့ဆိုလို့ရှိရင်ဒါလေးကိုနှိပ်လိုက်ဒီမှာဒါလေးပါအောင်နှိပ်အောက်က line မပါစေနဲ့နော်ပါအောင်နှိပ်လိုက်ပြီးတော့ဒီမှာ enter ခောက်လိုက်ပြီးရင် test block လေးနဲ့စမ်းကြည့်ကြမယ် test block နဲ့စမ်းကြည့်ကြမယ်အဲ့တော့ parameter တွေကသူကလိုက်ပြီးတော့ပါတော့ကိုကဒီအလေကောင်မှာလိုက်ပြီးတော့အလိုက်လေးနဲ့ click ပြီးတော့နှိပ်ရုံပါပဲအဲ့တော့ဒီ parameter မှာပါတဲ့ဒီ alignment ဆိုတဲ့ဥစ္စာလေးရဲ့အတားချက်ကအဲ့ဒါလေးပဲဖြစ်ပါတယ်